မြန်မာပထမဆုံးကြောက်ကက်ခွဲစိတ်မှုကိုခံယူခဲ့ရတဲ့အင်းဝဘရင်ပထမမင်းကောင်ကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်သူတအိမ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်အင်းဝနေပြည်တော်ကြီးတကိုးထွားနေတဲ့အချိန်တုန်းကပေါ့နန်းတော်ဆောင်ကြီးရဲ့အေးစိမ့်တဲ့ညချမ်းတစ်ခုမှာမြမရာဇဝင်ကိုတုံလှုပ်စေမယ်တကယ်ပါလုံးကစေးပညာရှင်တွေပါအံ့ဩရမယ်ဖြစ်ရဆန်ကြီးတစ်ခုတိတ်တဆိတ်ပေါ်ပေါက်ခဲ့ပါတယ်ဒါဟာစစ်ပွဲအောင်နိုင်ခြင်းမဟုတ်ပါဘူး။ဒါပေမဲ့တေမင်းနဲ့စစ်ခင်ပြီးအောင်နိုင်ခဲ့တဲ့မြမပထမဆုံးသောကြောက်ကက်ခွဲစိတ်မှုကြီးပဲဖြစ်ပါတယ်။အင်းဝဘရင်မင်းကောင်ပထမမင်းကောင် AD 1422ကအင်းဝဟန်တာဝရီအနှစ်40စစ်ပွဲကြီးကိုဦးဆောင်ခဲ့တဲ့စစ်ဘရင်ကြီးပါ။ဒါပေမဲ့ပြင်ပရန်သူကိုအောင်နိုင်ခဲ့တဲ့ဒီမင်းကြီးဟာမိမိရဲ့ခန္ဓာကိုယ်အတွင်းကရန်သူကိုတော့မအောင်နိုင်ခဲ့ပါဘူး။ရာဇဝင်ကျမ်းရဲ့အဆိုအရမင်းကြီးဟာအစီးကြောက်တဲ့ယောဂဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရပါတယ်။အဲ့ဒီခေတ်ကအစီးကြောက်တယ်လေဆိုတာအရန်ကိုကြောက်စရာကောင်းတဲ့ယောဂပါ။စီးသွားတိုင်းတန်ရီဘူးနဲ့လောင်းသလိုနာကျင်ရသလိုကြောက်ခဲကအစီးလန်းချောင်းကိုပိတ်ဆို့လိုက်တဲ့အခါမင်းကြီးဟာနန်းဆောင်ထဲမှာလူးလှိမ်ပြီးတော့အော်နေရတဲ့အထိဝေဒနာကပြင်းထန်လွန်လှပါတယ်။နန်းတွင်းသမားတော်ကြီးတွေဟာစားစေးလိမ့်စေးပေါင်းစုံနဲ့ကုသပေမဲ့ကြောက်ခဲကတော့ကြမလာပဲမင်းကြီးရဲ့အသက်ကသေမင်းတကားဝါကိုရောက်ရှိလာပါတော့တယ်။မင်းကြီးရဲ့အခြေအနေဟာစိုးရင်ရတဲ့အဆင့်ကိုရောက်လာတဲ့အခါနန်းတွင်သမားတော်ကြီးတွေဟာတိုင်ပင်ဆွေးနွေးကြပါတယ်။ပုံမှန်စင်းနီးတွေနဲ့မရတော့တဲ့အခါမှာတော့သူတို့ဟာအရန်ကိုစွန့်စားရတဲ့အဲ့ဒီခေတ်ကလူတွေမကြဘူးသေးတယ်။ခွဲစိတ်ကူးသားမှုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါဟာတာမန်ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ဘရင်တစ်ပါးရဲ့ခန္ဓာကိုယ်ကိုဓာတ်နဲ့ခွဲဖို့ဆိုတာအမှားယွင်းမခံတဲ့ကိစ္စပါ။တကယ်လို့ခွဲစိတ်ရင်မင်းကြီးအသက်ဆုံးရှုံးသွားရင်သမားတော်ကြီးတွေရဲ့ခေါင်းကကျဖို့ပဲရှိပါတယ်။ဒါပေမဲ့မင်းကြီးရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူတို့ဟာသူတို့ရဲ့ပညာနဲ့ဘဝကိုရင်းပြီးတော့ခွဲစိတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ဒီနေရာမှာအံ့ဩစရာအကောင်းဆုံးကခင်မီထုံစေးမေ့စေးတွေမပေါ်ခင်လွန်ခဲ့တဲ့နှစ်ပေါင်း600ကမြန်မာပြည်မှာအာယုဗေဒဂမ်ဘီယာဆေးပညာအဆင့်အတန်းဘလောက်မြင့်တယ်လဲဆိုတာပါပဲ။တမတော်ကြီးတွေဟာဘိန်းဆေးကြောင်းနဲ့တခြားသောအာယုံကြောကိုထုံထိုင်းစေတဲ့တေဦးတိဖို့တွေကိုအချိုးကျဖော်ဆက်ပြီးတော့မင်းကြီးကိုတိုက်ကြွေးခဲ့ပါတယ်။ဒါဟာဒီနေ့ခေတ်မေဆေးရဲ့အဆောက်အဦပုံစံပါပဲ။ခွဲစိတ်ကိရိယာတွေကိုမိဖုတ်ပြီးတော့တန့်စင်စေတယ်လို့ဆေးဘက်ဝင်အရှိတွေနဲ့ဆေးကြောပြီးပိုးသက်တဲ့စနစ်ကိုလည်းအလိုလျောက်သိရှိခဲ့ကြပုံရပါတယ်။မင်းကြီးမူရဲ့အိပ်ပျော်သွားတဲ့အချိန်မှာတော့တမတော်ကြီးတွေဟာကျွမ်းကျင်တဲ့လက်နဲ့မင်းကြီးရဲ့ဘိုက်ကိုခွဲစိတ်ကောင်ကြောက်ကက်အတွင်းကပိတ်ဆို့နေတဲ့ကြောက်ခဲကိုတိတိကျကျထုတ်ယူနိုင်ခဲ့ပါတယ်။ရာဇဝင်မှာတော့ကြောက်ခဲကိုလက်နဲ့နှိုက်ယူသည်လို့တောင်တင်စားဖော်ပြထားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်ကခွဲစိတ်ခန်းသုံးမိချောင်းတွေမရှိဘူး။မိုက်ခရိုစကုပ်တွေမရှိဘူး။ပရိဇီဝဆေးတွေမရှိပါဘူး။ဒါပေမဲ့မြမသမားတော်ကြီးတွေဟာလူခန္ဓာကိုယ်ရဲ့တိဆောက်ပုံအနာတမီကိုအတော်လေးနှံ့ဆက်ခဲ့ကြတာထင်ရှားပါတယ်။သူတို့ဟာဘယ်နေရာကိုခွဲရင်သွေးကြောမထိဘူး။ဘယ်နေရာမှာကြောက်ကက်ရှိတယ်ဆိုတာကိုတွက်ချက်နိုင်ခဲ့ပါတယ်။ခွဲစိတ်ပြီးနောက်မှာလည်းတန်ရာကိုပြန်ချုပ်ပြီးတော့အနာကျဆေးတွေနဲ့ကုသခဲ့ရကြောင်းမင်းကြီးဟာအံ့ဩစရာကောင်းလောက်အောင်ပြန်လည်ကျန်းမာလာခဲ့ပါတယ်။ဒါဟာမြမတိုင်းရေးဆေးပညာရဲ့ခွဲစိတ်ကုထုံကဏ္ဍမှာအကြီးကျယ်ဆုံးသောသမိုင်းမှတ်တိုင်တစ်ခုပါပဲ။အနောက်နိုင်ငံတွေမှာခွဲစိတ်ကုသမှုတွေစနစ်တကျမပေါ်ပေါက်ခင်ကာလအများစွာကလေးကောင်မြမမြေပေါ်မှာဒီလိုခင်မီတဲ့ကုထုံးမျိုးရှိခဲ့တာကအတော်လေးဂုဏ်ယူစရာကောင်းပါတယ်။ဒါဟာလူသိနေနေတဲ့သမိုင်းဖြစ်ရတစ်ခုဖြစ်ပြီးတော့မြမဆေးပညာသမိုင်းကြောင်းကိုကဘာကသိအောင်ထုတ်ဖော်ပြသတဲ့အချက်လေးဖြစ်ကြောင်းမှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။